Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုလောလောလတ်လတ် hot ဖြစ်နေတဲ့သတင်းလေးတစ်ပုဒ်ပေါ့နော်အရေးတကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်မဒီမြန်မာပြည်ကလူကြီးတချို့ရဲ့ခလေးတွေကိုနေရမပေးခြင်းနဲ့လူကြီးတချို့ရဲ့မကောင်းကြောင်းတွေကျွန်မပြောချင်လို့ပေါ့နော်လာပြောရင်လာဆိုင်ရင်ပြန်ဆင်းပါနော်ပြောထားမယ်နော်ကျွန်မကဘသူဖန်မှမဟုတ်ဘူးဘသူမှလည်းမသိဘူးမင်းသားမှလည်းမကြည့်ဘူးမြန်မာပြည်ကမင်းသားမင်းသမီးလုံးဝစိတ်ဝင်စားမြန်မာပြည်ကမင်းသားမင်းသမီးစိတ်ဝင်စားဆိုနိုင်ငံခြားလူတွေစိတ်ဝင်စားလားဆိုစိတ်ဝင်စားကျွန်မရုပ်ရှင်ကြည့်တယ်မဟုတ်ကျွန်မကိုရီးယားကလွယ်ပါမကြည့်ဘူးဝါသနာမပါကိုရီးယားကတော့အခါတလေပြင်းမှကြည့်တာခုပြောချင်တာဒီနေ့သတင်းကြားတာပေါ့နော်အောင်စဘူးဆိုတဲ့မင်းသားလေးအဲ့ဒီမင်းသားကလေးကတော်တော်ငယ်ပါသေးတယ်26နှစ်ပဲရှိသေးတယ်တော်တော်ငယ်သေးတယ်ငယ်သေးတော့သူတို့ပြီးလို့ရှိရင်ကျွန်မဒါကြည့်တာမကြည့်ဘူးလားမြင်တာမမြင်ဘူးကဒါပေမဲ့ TikTok မှာကတအားကိုသူက Trump ဖြစ်နေတာလေဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပရိသတ်အင်အားတအားကောင်းတာဒါများတယ်ပြီးဒီကလေးတွေကရုပ်ကလေးကလည်းတန်လေးနဲ့လှတယ်လို့မပြောဘူးနော်ရုပ်ကလေးကတော်တော်တန့်တယ်တန့်ရင်ပြိုင်လေးနဲ့တကယ်ကိုရီးယားမင်းသားလေးတွေလိုပုံစံမျိုးလေးပေါ့နော်အဲ့လိုဆိုတော့ရုပ်ကတော့မချောပဲနဲ့ဒါပေမဲ့အဲ့လိုဆိုတော့စမ်းကကောင်းတော့ဒီကလေးတွေကိုသူတို့ပြီးနောက်တစ်ခုရှိသေးတယ်စမ်းရီမိုးတို့ချစ်စရာလေးနော်ကလေးတွေဆိုငယ်ငယ်လေးတွေပဲရှိသေးတယ်26 29အဲ့လောက်ပတ်ဝန်းကျင်ပဲရှိသေးတယ်ဒီကလေးတွေကိုပြောချင်တာကနေရာမပေးချင်တော့စီနီယာတွေကနေရာမပေးချင်တော့တင်ကနေပြီလေသူတို့လူကြီးတွေကတင်ကနေပြီဖယ်ပေးလိုက်ကြတော့ဘာလို့ဒီကလေးတွေကိုပြဿနာမဟုတ်ပြဿနာရှာပြီးခြေကြိုက်တာအဓိကမနာလို့စိတ်လူကမနာလို့စိတ်ကတိတ်ကြောက်စရာကောင်းတယ်နော်အသက်ရွယ်ရနေပြီကျမတို့ဆိုလို့ရှိရင်ဒီအသက်ရွယ်ရောက်လို့ရှိရင်ကိုယ့်ရဲ့ခလေးတွေအငယ်တွေအများကြီးရှင်နောက်တက်လာမဲ့ခလေးတွေတို့နေရာဖယ်ပေးရတယ်လမ်းဖယ်ပေးရတယ်ကိုကရှေ့ကနေပိတ်ထားလို့မရဘူးဘယ်နေရာမှာလိုချင်လို့မရဘူးအားလုံးကသေကနီးနေကြပြီနော်ဒီအသက်ရွယ်တွေရောက်နေပြီလောဘတွေဒေါသတွေမောဟတွေအားမကြီးကြနဲ့တော့နော်ဒီကလေးတို့ဘာမှအကြောင်းမရှိအကြောင်းရှာပြပြီးတော့လေဒီကလေးကဖရန်တော်တောက်မပေါက်တယ်အဲ့တော့အကြောင်းမရှိအကြောင်းရှာပြီးဒီကလေးကိုပြစ်ရှာပြီးဟိုးရှေးဘဝလူရှင်တော်ကြီးတွေကျမတို့မိမိကလေးကမြင်မှုတွေဘူးလားခင်လိုင်းဒိန်းတောင်ဘာညာတရကားကြီးအောင်လုံးတွေပြတ်တာပဲပြီးလို့ရှိရင်ခင်လိုင်းတို့ဒိန်းတောင်တို့ဆိုလေဒီဟိုဟာတွေပါလဲဒီမတမစွမ်းဘာညာတွေပြတ်နေတာကြာပြီအလောက်ကြာနေပြီလေနှစ်ပေါက်လောက်ကြာနေဘာကြောင့်ဒီကလေးတွေကြာမှဟိုဟာပြက်လို့ဒါပြက်လို့ဟိုလူလုံးလို့ဒီလူလုံးလို့ကျမကြည့်ဘူးလို့မဟုတ်ဘူးနော်တည်နေကြလာလို့ကျမကဒါကလေးတွေကိုနေရာမပေးတဲ့လူတွေကြောင့်ပြောတာကျမအကြိုက်လည်းမကြိုက်ဘူးကြည်လည်းမကြည့်ဘူးသိလည်းမသိဘူးလာပြီးရှာရှိပြီးလာဆဲနေကြတဲ့လူတွေကိုပြောတာပြောမှဆိုလို့ကြိုတင်ပြောထားတာကျမဘယ်သူမှလည်းမသိဘူးဘယ်သူမှလည်းမကြည့်ဘူးဒါပေမဲ့ကလေးဆိုတာကနောက်လူငယ်ဆိုတာတက်တဆလူငယ်တွေကိုကျမတို့လူကြီးတွေကနေရာပေးရတယ်နေရာဖယ်ပေးရတယ်နေရာတကာကိုမလိုချင်ရဘူးတစ်လုံးပိုင်ဆိုင်နေလို့မရဘူးအချိန်တိုင်းဖယ်ပေးရမှာနော်အခုတော့ဒီကလေးကပြန်ပြီးတော့ကလို့ရပြီလို့ပြောတယ်ကျမမောင်လေးတယောက်ကဒီသတင်းလာဖို့လို့သတင်းလေးပြောပေးပါဆိုလို့ကျမအစားတော့သူများ personal ဆိုရင်ကျမကမပြောဘယ်တော့မှမပြောအဲ့လိုကိစ္စတွေဆိုဒါပေမဲ့ဒါကသူ့ရဲ့အကြောင်းကိုပြောတာမဟုတ်အောင်စပူရဲ့အကြောင်းကိုပြောတာမဟုတ်ဘူးဒီတက်တဆလူငယ်လေးတွေကိုနေရာမပေးတတ်တဲ့အကျင့်ဆိုးမနာလိုတဲ့ခြေကြိုက်တဲ့အကျင့်ဆိုးမြန်မာပြည်ကလူကြီးတချို့တွေရဲ့အကျင့်ဆိုးကိုကျမကပြောချင်လို့ပြောပြတာနော်အောင်စပူကိုဒီလိုမျိုးလုံးလို့ပြောတာမဟုတ်ဘူးနော်အောင်စပူနဲ့ကျမနဲ့ဆိုင်လည်းမဆိုင်သိလည်းမသိဘူးမြင်လည်းမမြင်ဘူးနော်အခု TikTok မှာ Trump တင်နေမှာကျမသိတာဒီကလေးတွေဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ရုပ်လာသည်ဖြစ်မလားသည်ဖြစ်စကားပြောတာယဉ်ကျေးတယ်ရိုးသားတယ်လို့ထင်တယ်ကျမထင်တယ်ရုပ်ကတော့အဲ့လောက်ကြီးမဟုတ်ဘဲနဲ့ဒါပေမဲ့စမ်းတအားကောင်းတယ်စမ်းတအားကောင်းတော့ဒီကလေးကတားကြီးကိုချက်ချင်းတစ်နှစ်အတွင်းမှာတားတက်လာတယ်ပေါ့နော်တားအောင်မြင်လာတာတက်လာတဲ့အချိန်မှာရှေးဘဝစီနီယာတွေကမနာလို့ထိုးချတာကလေးကိုထိုးချလုတ်တယ်လားမလုတ်တယ်လားစဉ်းစားအဲ့တော့ကို့အစင်ကအဲ့ဒီလူကြီးတွေရဲ့အစင်စီနီယာတွေဘာဖြစ်သွားပြီလဲစဉ်းစားကြည့်တကယ်အောက်တန်းစားအဲ့ဒါမှတကယ်အောက်တန်းစားလို့ခေါ်တယ်မလုတ်အောင်ကလေးတွေကိုမလုတ်အောင်နေရာပေးရတယ်နေရာဖယ်ပေးရတယ်နော်အဲ့ဒါလေးပြောချင်လို့ပါကျေးဇူးများကြီးတင်ပါရှင်ကလုတ်ထွက်ကြကြပါဘိုင်ဘိုင်ဖယ်ပေးလိုက်ကြရှေ့ကနေပိတ်နေကြတယ်